အားလုံးကလည်းထိုင်ကြီးရဲ့ mask ကိုတော့ပြန်ယူလိုက်ပါဒီနေ့မှာတော့ကျွန်တော် G5 ကိုစဆုံးအောင်ပြပါတယ် G5 ကိုတော့စစ်တော့ပေါ့ဒီနေ့တော့စစ်မစောပြတော့ဘောစစ်ကဒီကျွန်တော်ဝယ်လာတာဒီနေ့ကုန်ပါပါဆိုတော့နောက်တော့ကျွန်တော်ဒီနေ့တူပါစစ်တဲ့တော့ဆက်တဲ့ကိဒီဘက်ကတော့ကျွန်တော်တို့ကားတွေပါရဲ့တကယ်မှပြရတယ်ဒီစားရဲ့တကယ်လဲလို့ရတဲ့ကိနော်တကယ်ကောင်းတဲ့ပုံတွေပါထုတ်ပြရတယ်အဲတော့စောလိုက်ကြရအောင်ဒီကျွန်တော်ဆက်မယ်ဆိုတော့တော့ပြရတယ်ကားကိုကြောင်းကြောင်းလိုက်ပြီးတော့မှာတော့ဘာလို့တော့ဒီကစားဒီကြီးပိုက်ဆုံးပြအောင်ဒီပိုက်ဆုံးအဲဒီကနေတော့ဆိုတော့ဒါမဲ့တကယ်ဆိုတော့ဒါအဲ့ဒါတော့ဆက်ပါတော့အဲ့တော့ဒီကတော့တော့ဒီကိစ္စတွေကတော့အဲ့မှာတော့ဘာကိစ္စဟိုဘယ်ထူးနေနိုင်ကြရဘယ်ဒီကိစ္စတော့ပြင်းပြအောင်အဲ့တော့ဒီကိစ္စကပေါ်နေတော့ကောင်းမယ်ကျွန်တော်အခုဆော့ပြမယ်ပေါ့နော်ကားမာရဲ့ကုန်းနံပါတ်တွေတော့မှတ်ပြီးကားမာရဲ့ကုန်းနံပါတ်တွေတော့ဘယ်လို project တွေဒီကဟိုဝစားရပါလေပြဒါကျန်ဒီဟိုတကယ် G5 အဆက်တိုင်းကိုထွင်ထားကျွန်တော်ကပေါ်ကြတယ်ဘယ်လိုဆော့နေလဲဆိုရင်ဒါကနောက်ရတိုင်းတော့ပြီးနေတယ်အခုလည်းဘယ်လိုကနားလည်တယ်ဆိုတော့တော့ရတယ်ဘယ်လိုသွားပြီးတော့ GDA 1.3 ထောင်လို့ရှားမှာအဲ့ဒါပါရှိနေကြတယ်နောက်ရရဲ့ website ရဲ့ဒီတော့တကယ်မိုက်တယ်ဒါလုံးဝကြားရဆိုတာကဒါကြ brand နဲ့ဆိုင်ပါဒါအချုပ်ပုံမှာ brand 1နေတော့နိုင်မှာမဟုတ်ဘူးဒါတော့ဘာမှမရှိနေရတာတော့မိုက်တယ်ဘယ်လိုကြားရလဲဒီအပြည့်ဝိုင်းလို့ရပါ ကဲတော့စဆိုတော့အဲ့လိုမျိုး graphic ကမမိုက်ဘူးလို့ထင်ရလိမ့်မယ်စာတိုင်းမှာဒါမဲ့ graphic ကအပြင်အဖြစ်တော့ပြဒါမဲ့ဒါဆိုးတာဒီလိုမျိုးပဲဆော့လို့ရတယ်နော်ကြည့်လိုက်ကျွန်တော်မှာဝေစားလဲဖို့ဆိုတော့ဒီဘက်ကခလုတ်လေးနှိပ်လဲလို့ရတယ် map ပေါင်းမကြည့်အောက်က map ဆိုလုံးဝ original အတိုင်းကိုအကျဉ်းကြီးပေးရတာဗျာဒါမဲ့တကယ်ဆိုရင်တော့ map ကအဲ့လောက်မရှိဘူးဗျာဒါမဲ့တခုမိုက်တာကားလေးတကယ်မောင်းလို့ရတယ်ဖုန်းလေးပါတကယ်ထုတ်လို့ရတယ်ဗျာမကြည့်လိုက်ဒါဖုန်းလေးပါတယ်ဆိုင်မှာလုံးဝဖုန်းကတော့ဖုန်းဆက်မယ်ဆိုဒီကြီးကနေပေါ့နော်11555ရအောင်ကျွန်တော်ထင်တာပြောတာခင်ဗျာကျွန်တော်ဒီမှာပတ်ပါညာဒါလုံးဝကြီးဘာရှိမို့နော်တော်တော်မိုက်တယ်ဗျာကျွန်တော်ကြိုက်တယ်တကယ်ဟုတ်တယ်ဗျာမှာကားကြီးမှာလို့ရတယ်ဒါကျွန်တော်ကြိုက်ဆုံးကားဒါပထမ original Franklin ကားလေးပေါ့မှာအဲ့ဒါ Franklin ကားအဲ့ဒါလည်းမောင်းလို့ရတယ်ကျွန်တော်ရတယ်တကယ်ကျန်းနေဗျာတကယ်မောင်းလို့ရတယ်အဲ့ဒါကြည့်လိုက် If you're listening to Radio Los Santos, Radio Long Bay, good morning. လာကျွန်တော် video လည်းပြန် off ထားလို့ရမောင်းလို့ရတယ်ဟောတော့ကားလည်းမောင်းလို့ရတယ်တော့မိုက်တယ်ကျွန်တော်ခုနကားအနီလေးတော့မောင်းရမယ်ဗျာကားအနီလေးတော့မိုက်တယ်တကယ်ရာ GG5 ကိုဒါဖုန်းမစောလူတွေဆိုကောင်းတယ်ခုနမှာစောလူတွေဆိုတော့တော်တော်ကျန်းနေတယ်ဗျာကျွန်တော်လုံးဝသဘောကျတယ်လုံးဝတအားမိုက်တယ်ဗျာကားကြီးကကျန်းလာတယ်ဆိုတာဒီကားကြတော့ပြောလည်းမအောင်ပါဘူးဗျာကဲကျန်းတယ်ခင်ဗျာတော့ဒါလုံးဝ original ကားလေးလည်းပြန်သွားမောင်းရင်ပါအောင်အဲ့ပါဒီကားပဲမောင်းလိုက်ဆော့တဲ့လူလို့ဆိုရင်ခင်ဗျာတော်ကျန်းတယ်ခင်ဗျာဟိုကအားမိုက်ကားပရိုကြီးပြောင်းလာလို့ရတယ်သူကကားမောင်းတာပိုင်းဒီမှာကားမောင်းလို့ရတယ်ဟာကိုယ်ကအကယ်၍ဖုန်းမှာ RAM လို့နိုင်တယ်လို့ပြောနေတယ်မနိုင်တဲ့ပိုင်းရှိတယ်ဘာဖြစ်လို့ဒီ exit ဒီပိုင်းမှာကျွန်တော်တွေက graphic ကိုကြောင်းလို့ရတယ်ကျွန်တော် RAM ထွေးမှာဆို very low နဲ့ဆိုတော့လုံးဝ smooth နေရတယ်လုံးဝကျန်းတယ် graphic ကတာနေပါတယ်ဒါပေမဲ့ game performance ကတော်တော်ကြီးမှာကျွန်တော်ဒီ computer မှာဆိုရင်တော့ height ထိပဲနိုင်တယ် ultra ဆိုတဲ့ထစ်ဝိုင်းတယ်ဒါပေမဲ့ကျွန်တော် RAM 4 computer မလို့ height ထိပဲနိုင်တယ်RAM 8ဆို ultra ထိရတော်တော်လေးကောင်းကောင်း game ဆော့ပြရတယ်ဒီ post processing ကတိတ်လိုက်ကြရင် graphic ကနည်းနည်းပြောင်းသွားတယ်နည်းနည်းမှားသွားတယ်ဒါကြောင့်ပိုနေတယ်အကြောင်းပို့ပြီးတော့ထင်းတယ်ဒီမှာကျွန်တော်စတင်သွားလို့ရ restart လုပ်ရ resume လုပ်လို့ရတယ်ခွက်ချင်တော့လုပ်တာဆို executive ပေါ့နော်အယူဆအားလည်းသူဒီပေးရတယ်ကောင်းလာရင် online ပေါ်တော့မရှိဘူး offline ပေါ်ထိပဲသူကဆော်ရတယ်ဒီကတော်တော်ကြီးကျန်တယ်ကျွန်တော် Android မှာဆော်တော့တအားသဘောကျတယ်ဒီမှာကားပါ
ပြန်စကဲပြန်စရဲကျွန်တော် original ကားမောင်းပြနေတာအဲဝေစားလေးတူခုနကျွန်တော်ပြနေရလဲရတယ်ဒါပေမဲ့ကျွန်တော်က original ဝေစားလေးပို့ကြိုက်လို့ဘယ်လိုဆို original ဝေစားနဲ့မျိုးဆိုရင်နောက်ရကြမှာဝေစားလေးပြီး roll လေးတိတ်ပြီဗျာ If you're listening to Radio Los Santos, you know it's a good morning. Now you know the ASAP mob is coming through. This is ASAP Ferg with work. ဘုံကကျန်းနေမှာကြည့်လိုက်ကားကြီးอ่ะတိကျလုပ်ပြီးသားတာဘယ်လိုလဲတို့မိုက်တယ်ဘောနော်ကြည့်လိုက်ဘုံကအကျန်းသားကြီးဒါကွန်ပျူတာမှာဒေါင်းလေးကိုလည်းနောက်ရကြိုက်ကြတယ်နော် Android မှာလည်းဒေါင်းရတယ်ဒါမှကျွန်တော်စောကြည့်ကြည့်တယ်ဗီဒီယိုလည်းတင်ပြီးတော့မှာတိတ်တော့မတွေ့ဘူးပေါ့နော်သူက RAM နည်းနည်းလေးကူသားကြတော့ RAM နဲ့ဆိုင်တယ် model လေးပြင်းဖို့တော့နိုင်တဲ့ဟာမှာဆိုရင်ဒါကြီးဖြစ်တယ်လို့ဆိုတော့ပေါ့နော် cloud gaming နဲ့ဆော့တာကျွန်တော် cloud gaming မှာနိုင်တာတော့ဖြစ်သွားနိုင်တယ်အဲအကြောင်းကျွန်တော်နောက်ရကြမှာကွန်ပျူတာမှာဆော့နေဗီဒီယိုတင်ပြီးတော့နော်နောက်ဆုံးကျွန်တော်ဘယ်လိုပြန်လုပ်ရလဲဆိုတော့ပြန်ထွက်ရတယ်ဒီကောင်းအဲ့လိုတွန်းလိုက်ခါစားအပြီးပြန်ထောင်သွားရင်ဒါပြန်ထောင်သွားပြီဆိုရင်ရာရစောလေးရတယ်ဒါမိုက်တယ်ပေါ့နော်ဒီကြတာပဲကျွန်တော်ဒီလိုမျိုးဆိုရင်နောက်တိုင်းတင်ပြပါမယ်အဲ့မှာကြည့်ချူပေးလို့လည်း